လှတယ်ဆိုတာနဲ့ကြည်ကောင်းတယ်ဆိုတာနဲ့မတူဘူးเนาะတခါကြီးဒီမိုင်းမြအဲ့ဒါလို့သူများကြည်ကောင်းတဲ့ကြည်လင်တန့်ရှင်းတဲ့ရုပ်ရည်ကိုရကျင်တယ်ဆိုရင်ဒီမှာနီလန်းတစ်ခုတွေ့တာပဲဗျเนาะအတိတ်မှာမစိုးရိမ်နဲ့အနာဂတ်ကိုမမျှော်လင့်နဲ့ဖြစ်နေတဲ့အခြေအနေလေးကိုကျင့်တဲ့စမ်းမှာမျှတစမ်းမှာဒါဆိုရင်ရုပ်ရည်ကြည်လင်ပါတယ်ဟုတ်ရဲ့လားအဲ့ဒီမှာသူကဆက်ပြောသေးတယ်အနာဂတပဇ္ဇပါယအတိတတ္တနုသောဇနာဧတေနာဘာလသုတ်တံတိနလောဝဟရိတောလူတော်ဟောဒီလောကကြီးမှာဉာဏ်ပညာနဲတဲ့အသိဉာဏ်နဲတဲ့လူမိုက်တွေဟာတဲ့ရရဆက်ဆက်ပြောတယ်လို့တော့မထင်သေးခြင်းဘူးနော်ဒါရှင်ရသေးကပြောတာဉာဏ်ပညာမရှိတဲ့လူမိုက်တွေဟာတဲ့ပြီးခဲ့ပြီးသားအတိတ်ကိုတွေးပြီးတော့သူတို့ညှို့စိုးရိမ်ပြီးတော့ပူပန်းနေတယ်မဖြစ်ပေါ်သေးတဲ့အနာဂတ်ကိုသူတို့အများကြီးမျှော်လင့်ပြီးတော့အိန္ဒိမယဖြစ်နေတယ်တဲ့အဲ့ဒီတော့ဘာဖြစ်တုံဆိုတော့နလောဝဟရိတောလူတော်စိမ့်ဆိုးနေတဲ့ကျူပင်လေးကျူပင်ဆိုတာအင်မတန်စိမ့်ဆိုးပါလေနော်အဲ့ဒါကိုဆွဲပြက်ပစ်လိုက်ပြီဆွဲပြက်ပြီးတော့ချထားလိုက်တယ်ခဏနေဘာဖြစ်သွားလဲညှိုးပြီးတော့ကြားလေးညှိုးချောက်ပြီးအဲ့ဒါလိုပဲတဲ့အတိတ်ကိုတွေးပြီးတော့ပူတဲ့လူတွေအနာဂတ်ကိုတွေးပြီးတော့မျောလင့်တောင့်တနေတဲ့ပုဂ္ဂိုလ်တွေပြစ္ဆုတ်ပန်းနဲ့ရောင်ရဲမျှတအောင်မနေနိုင်ကြတဲ့ပုဂ္ဂိုလ်တွေဟာစိမ့်ဆိုးနေတဲ့ကျူပင်ကိုနှုတ်ဖြတ်ပြီးတော့ထားလို့ညှိုးငယ်နေတဲ့မျိုးအဲ့ဒီလိုပုဂ္ဂိုလ်တွေဟာညှိုးငယ်နေမှာပဲအဲ့ဒီလူတွေရဲ့အရေးအသွင်းဟာ6တွေ့နေမှာပဲကြည်ရတာမင်္ဂလာမရှိကြက်သေးမရှိဖြစ်နေမှာပဲတဲ့ဟုတ်ရဲ့လားဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့တွေဘဝမှာကြီးကြီးလင်းလင်းချမ်းချမ်းသာသာလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါအနှစ်သာရရှိရှိဉာဏ်ပညာကြီးကြီးဖြစ်ခြင်းတယ်ဆိုလို့ရှိရင်ပြစ္ဆုတ်ပံမှာနေတဲ့အလေ့အကျင့်ကိုအများကြီးရအောင်မွေးမြူပါဟုတ်လားဒါကရှင်ရသေးရဲ့အကြောင်းလေးပြောစရာအကောင်းဆုံးတို့လူငယ်တွေလည်းပါနေတဲ့တကြောင်ရည်ရွယ်ပြီးတော့ပြောလိုက်တာနော်ရုပ်ရည်အစဉ်တင့်တယ်ခြင်းနဲ့ကြည်ကောင်းစေခြင်းနဲ့ကျက်သေးမင်္ဂလာနဲ့ပြည့်စုံစေခြင်းနဲ့ဆိုရင်အတိတ်ကိုတွေးပြီးတော့ဆိုရင်မနေနဲ့အနာဂတ်ကိုမျှော်လင့်မနေနဲ့ပြစ္ဆုတ်ပံလေးနဲ့မျှတအောင်နေအဲ့ဒါလို့မှမနေတတ်ဘူးဆိုရင်ကိုယ့်ရဲ့ဘဝဟာညှိုးငယ်ပြီးတော့ရိပ်ဖြတ်ထားတဲ့နှုတ်ဖြတ်ထားတဲ့ကျူရိုးတွေလို6သွေးနေလိမ့်မယ်လို့သူကဒီလိုပြောတာဟုတ်လားမင်းတို့မိဘနှစ်ပါးကမင်းတို့ကိုဟိုးငယ်ငယ်ကလေးတွေကနှုတ်တိုက်ကလေးကမွေးဖွားကလေးကမျောလင်းခဲ့တယ်ဒီမျောလင်းခြင်းမင်းတို့ကြည်အောင်မဆိုင်ရင်မင်းတို့သည်အမွေခံထိုက်တဲ့သာသမီမဖြစ်နိုင်ပါဘူးတဲ့ပရိသတ်ရေအဲ့ဒီအထဲမှာကိုဘယ်ဘက်မှာပါမလဲအာလုံးတို့ပရိသတ်ဒီအမွေခံထိုက်တဲ့သာသမီဖြစ်ခြင်းသလားမထိုက်တဲ့သာသမီဖြစ်ခြင်းသလားကဲအမွေခံထိုက်တဲ့သာသမီကတော့လူတိုင်းမဖြစ်ခြင်းဘူးလားဖြစ်ခြင်းနဲ့အမွေခံထိုက်ပါတယ်ထိုက်ခြင်းပါတယ်ဆိုတဲ့ကိုယ့်ရဲ့လုံရဲ့လေးတွေပြန်သုံးသပ်ကြည့်ပါအောင်အမေနဲ့အဖေကိုဦးဖျားဖျားဓမင်းပူပူဟင်းပူမူလေးကောင်းကောင်းလေးနဲ့ဘယ်နှခါများလှုပ်ကြွေးပြီးပြီလဲကိုရတဲ့လက်ကားလေးတွေကိုရတဲ့ငွေကြီးလေးတွေနဲ့မိဘနှစ်ပါးအတွက်စေဝါကောင်းကောင်းလေးတွေဓာတ်စာကောင်းကောင်းလေးတွေနဲ့ဘယ်နှကြိမ်များတတိတရားနဲ့ကြော့ပြီးပြီလဲခြေစုပ်လက်နဲ့ဆိုတာအသာထားအောင်နော်ကျွတ်တို့တောသူတောင်သားလူရန်စားတွေရဲ့အသိဉာဏ်တွေထဲမှာသိပြီးတော့မလုပ်ဖြစ်တာတွေအများကြီးပဲဟုတ်တယ်မို့လားကိုမကလေးနှစ်ယောက်တော့ဟောဒီရင်ဝင်ထဲမှာလဲကင်ထားပြီးလက်မှာလဲတယောက်ဆွဲထားပြီးဆိုရင်တောင်ဝန်ကြီးတော်တော်ကြီးတယ်ထင်ပြီးတော့အမေနဲ့အဖေရဲ့အိမ်ကိုတော့မရောက်တဲ့သားသမီးတွေမြောင်များစွာမရှိဘူးလားမလုပ်ရဘူးနော်အမွေခံထိုက်ပါမလားဒီတော့အလုံးသောဒုဒဂရမပေါင်းသူတော်ကောင်းနေဟိုတော့ကမသိရသော၎င်းတတိမမူမိရသော၎င်းဖယားအမိန်စကားကိုမသိတဲ့အတွက်ကြောင့်သော၎င်းအမှုမဲ့အမှန်ပဲနဲ့နေခဲ့ကြပါလိမ့်မယ်ဒီကနေ့တည်သွားတဲ့အချိန်မှာပြင်လိုက်ပြီးဆိုရင်တော့သူတော်ကောင်းစည်ရင်ထဲမှာတော့ကြံအောင်မှာပါသိရင်မသိရင်သိပြီးတော့မပြင်းသူရုပ်မှာပို့ဆိုးသွားတယ်ဟုတ်တယ်မို့လားဒါကြောင့်မိမိတို့ရဲ့မိဘတစ်ပါးသက်ရှိထင်ရှားရှိသေးတယ်ဆိုရင်တတ်နိုင်အောင်ကြိုးစားပြီးတော့ကျွေးမွေးပါတတ်နိုင်အောင်ကြိုးစားပြီးတော့ပြုစုလုပ်ကြွေးပါမ
မိဘနှစ်ပါးရဲ့အပေါ်မှာမိမိတို့ရဲ့ယူရပေးလိုက်တဲ့ထမင်းပူပူဟင်းပူပူလေးနဲ့ခြာကျွေးလိုက်စမ်းမှာမိမိတို့ရဲ့တိတတ်တဲ့အသည့်လိမ္မာလေးတွေနဲ့အမေတို့အဖေတို့ရဲ့နှလုံးသားကိုအေးချမ်းစေလိုက်စမ်းမှာဟုတ်လားကျွေးမွေးမပြတ်ဆိုတာအဲ့ဒါပဲငါတို့ကကျွေးမွေးခဲ့သလိုပဲတဲ့ငါသားကြီးငါသမီးကြီးကြည့်ရင်လေငါတို့အားငယ်စရာမလိုတော့ဘူးပြုစုစောင့်ရှောက်မဲ့သူလောကကြီးမှာရလာပြီဆိုပြီးမျှော်လင့်ထားတယ်